ခိုင်တုခနဲ့ထွေးမြနိုင်ကောင်းမထားခိုင်တုခနဲ့ထွေးမြနိုင်နော်ခိုင်တုခနဲ့ထွေးမြနိုင်အဖွဲ့ရှိတယ်ကျွန်တော်ပြောမယ်ကျွန်တော်စကားပြောတဲ့ချိန်မှာကောင်းကောင်းမထားချက်နော်ကျွန်တော်လူမျိုးမပြောဘူးအဖွဲ့ရှိဆိုအဖွဲ့ရှိပြောတယ်ပုဂ္ဂိုလ်ဆိုပုဂ္ဂိုလ်ပြောတယ်ခင်ဗျဆိုမောင်ဖေဆိုမောင်ဖေပဲပြောမယ်နော်မောင်မဲဆိုမောင်မဲပဲပြောမယ်ကျွန်တော်လူမျိုးမပြောဘူးဘာသာမပြောဘူးနော်အဲ့တော့ခိုင်တုခနဲ့ထွေးမြနိုင်ရခင်ဗျတို့ကဦးနောက်ကောင်းကောင်းတူကြည့်လိုက်နော်ချင်းလူမျိုးထမင်းစားပြီးတော့ခင်ဗျတို့ကိုမွေးထားတဲ့ခွေရကိုပြန်ကြိုက်တယ်ဒီပုံစံပဲကိုမွေးထားတာခွေကိုဝတ်သူကျက်သူအဲ့ဝတ်တန်ငါတို့ပြန်ကြိုက်လို့ရှင်ငါတို့အဲ့ဝတ်တာမလိုအပ်တော့ဘူးဒီခွေရငါတို့မလိုအပ်တော့ဘူးကောင်းမထားနော်ကိုမွေးထားတဲ့ခွေရကိုပြန်ကြိုက်တယ်ခင်ဗျနားလဲအောင်ပညာရှိလူဘာလူနဲ့ထွေးမြနိုင်ခင်ဗျခွေတော်စားကျွန်တော်ဖျားတရားနဲ့ကျန်းစာကပြီးတော့ပြောတာကျွန်တော်ဆုတောင်းတယ်အခုနဲ့ I'm prophet နော်ငါဖျားပေါ်ပြတယ်ရှုမြတ်နိုင်ခိုင်တုခဖွရှိရတက်တဲ့မကောင်းတာကြုံမယ်နောက်ကျတော့ပြည်သူလူထုရဲ့ခင်မျိုးကိုလူပုံစံမြင်တော့ဘူးလူပုံစံမြင်တော့ဘူးကောင်းမထားချက်နော်ခင်မျိုးတို့ကလူမဟုတ်လို့ကျွန်တော်ပြောတာကောင်းမထားချင်းပင်နဲ့တောင်ပိုက်ပလေးဝမှာခင်မျိုးတို့စခန်းချက်တယ်ချက်ပြီးတော့ချင်းလူမျိုးတွေစော်ကားတယ်ကောင်းမထားနော်ချင်းပင်နယ်မှာဘာလူမျိုးမဆိုနေလို့ကြတယ်ဇခိုင်ပြည်မှာနေလို့ကြတယ်အမေရိကမှာနေလို့ကြတယ်ဒါပေမဲ့ကျွန်တော်အမေရိကမှာနေပြီးတော့ကျွန်တော်လက်နဲ့ကြိုက်ပြီးတော့ကိုယ့်နဲ့ကိုယ်စခန်းချက်လို့မရဘူးကောင်းမထားခင်ဗျာချင်းပင်နယ်မှာနေပြီးတော့ချင်းပင်နယ်မှာစခန်းချက်တယ်လက်နဲ့ကြိုက်တယ်ဖွင့်ရှိခင်ဗျာမှာပင်နယ်မရှိဘူးလားကိုပင်နယ်မှာနေလေဇခိုင်လူမျိုးတွေချင်းပင်နယ်မှာနေတာကျွန်တော်မပြောဘူးချင်းပင်ဇခိုင်ပင်မှာလည်းချင်းလူမျိုးအမြဲရှိတယ်ငါသိတယ်ကျွန်တော်ပြောဆိုလိုတာပြည်သူလူထုကောင်းကောင်းနားထောင်နော်ကောင်းကောင်းနားထောင်လူပုံစံတက်ချင်ပါခွေတော်စားထွေးမြနိုင်ခိုင်တုခလူပုံစံတက်ချင်ပါခင်ဗျအရှင်အခုချိန်မှာစစ်တပ်ရဲ့လက်နဲ့ရှိတယ်စစ်တပ်တတောင်းနဲ့တောင်းလို့ရှိတယ်အဲ့လိုမထင်နဲ့လူဆိုတာခံပင်းစိတ်ရှိတဲ့ချိန်မှာတွဲတူတက်လာတယ်တိလားငါတို့ချစ်လူမျိုးကအိန္ဒိယမှာနှစ်တန်းလောက်ရှိတယ်နိုင်ငံတကာမှာတသိန်းလောက်ရှိတယ်ကောင်းကောင်းမထနော်နိုင်ငံတကာမှာတသိန်းလောက်ရှိတယ်အမေရိကမှာအနည်းဆုံး4တောင်းလောက်ရှိပြီမင်းဒီကနေ့ငါတို့ကပြန်မပြီးဆက်အင်တောင်မှာနောက်5နှစ်နောက်10နှစ်လောက်မှာငါတို့ကခင်ဗျားတို့ကိုခွေလို့တပ်ပလိုက်မှာကောင်းမထငါစစ်တူတာခင်ဗျားချင်းလူမျိုးတွေချန်ထဲမှာစကားချက်ပြီးတော့ချင်းလူမျိုးတွေခင်ဗျာတပ်ပစ်တာခင်ဗျာဘာဥပဒေနဲ့အသက်ရှင်လာလဲကောင်းမထားပါဘင်္ဂလားဒေ့ရှ်မှာချင်းလူမျိုးတွေခင်ဗျာဘာဆိုင်လဲခင်ဗျာအုတ်ထုတ်တဲ့နေမြေမှာစစ်သားတွေက4တောင်းလောက်5တောင်းလောက်ရှိတယ်အဲ့ဒါမောင်းထုတ်ပါအောက်ထုတ်နဲ့နေမြေမှာ gas တွေကဒီတယောက်တွေကအကုန်လုံးခူးပလိုက်တာဒါတွေထိမ့်ပါခွေခိုင်ဒုက္ခခွေတော့ခွေထွေးမြနိုင်ခင်ဗျာလောက်တဲ့တာလောက်ပါကိုနဲ့မဆိုင်တာတော့မလို့နဲ့ခင်ဗျာစစ်သားတွေမလိုက်မနိုင်တဲ့ခါမှာမရှိမဆိုင်နဲ့လက်နဲ့မကြိုက်တဲ့လူတွေချင်းလူမျိုးတွေဘာတွေရှောက်နိုင်တင်တာခွေကောင်ဟမ်ကောင်းတွေ့ပါဟဲ့ကောင်ခင်ဗျာပြည်နယ်မှာနဲ့ဆိုင်တဲ့ဒီသားမှာ gas တွေကမထိန်နိုင်ခင်ဗျတော့ထဲမှာခွေဝတ်လူပုံထားတာစစ်သားတွေ4တောင်းလောက်5တောင်းလောက်ချက်ထဲမှာနေတာမမောင်းထုတ်နိုင်ဘူးမမောင်းထုတ်ရဲဘူးလက်နဲ့မကြိုက်တဲ့ပြည်သူလူထုချင်းလူမျိုးတွေဘာတဲ့ဟိုတော့ထဲမှာနေတဲ့လူတွေကတော့မောင်းထုတ်တယ်ဘာလဲခင်ဗျခွေးလားကျွန်တော်ပြောတာမားလားခင်ဗျမောင်းထုတ်မယ်ဆိုလို့ကိုချက်တဲ့လူတွေမောင်းထုတ် gas company တွေမောင်းထုတ်စစ်သားတွေမောင်းထုတ်ဇဲတွေမောင်းထုတ်အဲ့ဒါနိုင်ပြီးနောက်ပိုင်းမှာခင်ဗျကြိတ်တာလို့လိုက်ခင်ဗျလုံးတဲ့မလို့ပဲခွေးတော်စားဖာကောင်ခွေးကောင်ထွေးမနိုင်ခိုင်ဒုက္ခလီးတယ်ဟာခင်ဗျ
မလုပ်ဘူးကိုနဲ့ဆိုင်တာမလုပ်ပဲနဲ့ကိုနဲ့မဆိုင်တဲ့တိုးလို့တယ်ချင်းလူမျိုးတွေချန်ထဲမှာခင်ဗျားတို့အသက်ရှင်တယ်ထင်မင်းစားတယ်လူကျက်တယ်ဖဲကြတယ်ရက်တောက်တယ်ချင်းလူမျိုးတွေလည်းခင်ဗျားပြန်တိုက်တယ်ဒါလူမဟုတ်လေခွေးခင်နားလေလားငါအင်္ဂလိပ်လိုပြောမယ် Arkan Army AA Army they are people that the bad guys you know don't believe they are people the bad guy they are people he killing my people the Chin people you know don't believe they are people the bad guy the fuck guy 你那个毕业生了吧路连那些人那边嘛看到我那边对着吧အခုချိန်မှာချစ်လူမျိုးကလက်နဲ့မရှိဘူးခင်ဗျားတို့ပုံစံငါချစ်တဲ့စိန်မှာမချက်ခဲမှာချစ်လူမျိုးတွေကလက်နဲ့အင်္ဂါကောင်းလာမယ်စစ်သားတွေကောင်းလာမယ်အဲ့ချိန်မှာခင်ဗျားတွေ့ကြပါခင်ဗျားဘာထွန်းစားမှာလဲဟမ်ငါတို့မှာအိန္ဒိယမှာချင်းပြည်နယ်ကနပြည်နယ်ရှိတယ်မဏိပူမှာချင်းပြည်နယ်ရှိတယ်မီဇိုရမ်မှာလည်းချင်းပြည်နယ်ရှိတယ်ခင်ဗျားနားလည်ငါပြောမယ်နိုင်ငံတကာမှာငါတို့ချင်းလူမျိုးတွေကအနည်းဆုံးအခုချိန်မှာအခုဒီကနေ့လက်ရှိမှာနိုင်ငံတကာမှာကျွန်တော်မြင်တဲ့ပုံစံပေါ့နိုင်ငံတကာမှာ9,000လောက်ရှိပြီကောင်းမထားနောက်ငါးနှစ်ဆိုလို့ရှိရင်ဘယ်လောက်ရှိမှာလဲကောင်းတွေ့နော်ခင်ဗျားခိုင်ဒုက္ခပုံစံခွေးပတ်လူခွေးဆောက်ဖတ်လူဘာမစကားတော့မပီတပြည့်မတမဝိတ်တော့မဝိတ်အဲ့အမျိုးခင်ဗျ news မှာစကားပြောဆိုဘယ်သူနားလည်မှာလဲခွေးပဲနားလည်မှာနဲ့နားလည်လားခင်ဗျကောင်းတွေ့လိုက်နော်ချင်းပြင်းတဲ့တောင်ပဲမှာအဲ့ပလေးဝါမှာဇခိုင်လူမျိုးနေတာကျွန်တော်မပြောပါဘူးအဖွေးဆက်စကားချဲ့တယ်ဆိုအဲ့ဒါခွေးလေခင်ဗျဇခိုင်ပြီးမစကားချဲ့လိုက်လေခင်ဗျဓမြခွေးကောင်ခင်ဗျအိုးလောက်ထမတွေးကြည့်ပါငါမကြောက်ပါဒီကောင်ဒီခယူမဆိုင်ဘူးဒီပုံစံနဲ့ခင်ဗျစကားချက်တာပဲခင်ဗျနားလဲလားချင်းလူမျိုးတွေကဇခိုင်ပြည်နယ်မှာစကားချက်ဘူးလားလင်းနဲ့ကြိုက်ပြီးတော့ဟမ်ခင်ဗျပုံစံများပြင်မှာလူမိုက်လူဆိုင်ငါတော့မရှိပါဘူးရှမ်းလူမျိုးတွေလည်းသူ့ပြည်နယ်မှာနေကြတယ်ကဲလည်းသူ့ပြည်နယ်မှာနေတယ်မော်လည်းသူ့ပြည်နယ်မှာနေတယ်ခင်ဗျဇခိုင်ပြည်မှာကြီးလာပြီးတော့ချင်းပြည်နယ်မှာလက်နဲ့ကြိုက်ပြီးတော့စကားချက်ဆိုအဲ့ဒါခွေးတော်စားဖာကောလီလူမျိုးခိုင်ဒုက္ခသူမနိုင်ကောင်းတွေ့လို့ခင်ဗျားတို့ပညာရှိလူကိုမတွေ့နဲ့ဒီကနေ့ကနေစခင်ဗျားတို့ပြူချမယ်နာမည်ပြတ်တော့မယ်မျက်နှာငယ်မယ်အဆဆသာစားတော့တာပဲဖြစ်ခင်ဗျားတို့โอเคအများပြဇောကာဆူးလို့ဝင်လာမယ်နော်ကျွန်တော်မြင်တယ်နော်ခင်ဗျားဒုက္ခတော့မယ် bye they are people the bad guy you know the bad guy they are people killing my people the chin people you know Arkan Army AA don't believe be careful who are you you need to think you know you need to think your mind